Happy Sunday ပါဒီကနေ့ကကျွန်တော်တို့ဇူလိုင်လ12ရက်နေ့တနင်္ဂနွေနေ့နှုတ်ကပတ်တော်ခံယူဖို့ရန်အတွက်ကျွန်တော်တို့တွေပြင်ဆင်ရအောင်ဒီကနေ့ဒေသနာရဲ့ခေါင်းစဉ်ကမာနလို့ပေးထားပါတယ်ဒီကနေ့ဒေသနာရဲ့ခေါင်းစဉ်ကမာနအဲ့တော့ဒီမာနဆိုတဲ့အကြောင်းကိုစဉ်းစားတော့ကျွန်တော်ရှစ်တန်းကျောင်းသားဘဝကိုသွားတတိရတယ်ကျွန်တော်ဆရာမပြောတယ်ရန်နိုင်ဝင်းပညာမာနထားစမ်းပါလို့ပြောတယ်ကျွန်တော်ကဆရာမကိုပြန်ပြောလဲဆိုဆရာမလို့မာနဆိုဘယ်မာနမှမကောင်းဘူးလို့ပြန်ပြောတော့ဆရာမကျွန်တော်လက်ဖြားခါအဲ့တော့ငယ်ငယ်တုန်းကအတွေးပေါ့အခုချိန်ထိလဲမာနနဲ့ပတ်သက်ပြီးတော့မှတုံသင်မှုတွေပြောတယ်နှိမ်ချပါမာနမထားနဲ့လို့ပြောပေမဲ့မာနဆိုတဲ့အကြောင်းကိုကျွန်တော်တေးသေးချာချာမလေ့လာဖြစ်ဘူးဒါပေမဲ့ဒီကနေ့မာနအကြောင်းကိုပြောဖြစ်သွားတဲ့အရာကနေဗုခဒ်နေဇာမင်းကြီးခုနှစ်လုံးတိရစ္ဆာန်ကဲ့သို့စားတောက်နေထိုင်ရတဲ့အခြေအနေလေးကိုဖတ်မိရင်းနဲ့မာနဆိုတာဘာလဲဆိုတာကိုစဉ်းစားဖို့ဖြစ်လာတယ်ဒီ Sunday တော့ငါမာနအကြောင်းကိုပြောမယ်လို့တွေးမိရင်းနဲ့မာနဆိုတာလေးကိုလေ့လာဖြစ်တယ်လေ့လာလိုက်တော့ဒီမှာရှိတဲ့ညီကိုပေါင်းတို့မိဘတွေကိုမေးချင်တယ်ကို့မှာမာနရှိလားလို့မေးရင်ဘယ်လိုဖြေမလဲမရှိပါဘူးကျွန်တော်ကတော့လုံးဝမာနမရှိဘူးလို့ဖြေမလားရိုးရိုးသားသားပြောကြည့်တကယ်တမ်းကျတော့မာနဆိုတာလေလူတိုင်းမှာရှိနေတဲ့အရာဖြစ်တယ်လို့နားလည်ရတယ်မာနဆိုတာကိုဘယ်လိုအဓိပ္ပာယ်ဖွင့်လဲဆိုတော့တဲ့လူတိုင်းရဲ့စိတ်အတန်ဆုံးအတ္တတစ်ခုဖြစ်တယ်လို့ပြောတယ်မာနဆိုတာလေလူတိုင်းမှာရှိနေတဲ့စိတ်အတန်ဆုံးအတ္တပြောချင်တာကလူဟာမာနရှိဖို့ရန်အတွက်ပို့ပြီးတော့စိတ်အားတန်တဲ့သဘောအတ္တဆိုတဲ့သဘောမျိုးဖြစ်တယ်လို့နားလည်ရတယ်အဲ့တော့ဒီမှာထိုင်နေကြညီကိုမောင်တို့တွေကိုယ့်အကိုလေငါအရင်နှိမ့်ချတယ်ငါကအမတန်နှိမ့်ချတတ်တဲ့သူဖြစ်တယ်လို့ပြောနေလင့်ကစားတစ်ဖက်မှာလည်းမာနဆိုတာရှိနေတဲ့တတ်တယ်ဆိုတာကိုတော့သိဖို့လိုတယ်နော်မာနရှိတဲ့သူတွေကြီးပဲအဲ့တော့မာနအကြောင်းကိုစဉ်းစားတော့စိတ်ပညာအရာအပေါင်းလက္ခဏာဆောင်တဲ့မာနရှိတယ်တဲ့အပြုသဘောဆောင်တဲ့မာနရှိတယ်တဲ့နောက်ပြီးတော့မှအနုလက္ခဏာဆောင်တဲ့မာနလည်းရှိတယ်တဲ့အဲ့ဒါကိုကျွန်တော်တခါမှမစဉ်းစားမိဘူးကျွန်တော်စဉ်းစားတာကမာနဆိုမကောင်းဘူးပဲနော်မာနဆိုတာမထားသင့်တဲ့အရာပဲလို့ပြောပေမဲ့မာနမှာအပေါင်းလက္ခဏာဆောင်တဲ့မာနကြတော့သူကဘာလဲဆိုတော့ကိုယုံကြည်မှုရှိတယ်တိတ်ခါရှိနေထိုင်တာဖြစ်တယ်မကောင်းမှုလုပ်ဖို့ရှက်တယ်တဲ့ကိုစ조사မှုနဲ့အောင်မြင်မှုကိုဂုဏ်ယူတာမျိုးကိုပြောတာဖြစ်တယ်ဒါဟာလူတစ်ယောက်ကိုတိုးတက်စေတယ်တဲ့ပြန်ပြောမယ်နော်အပေါင်းလက္ခဏာဆောင်တဲ့မာနဆိုတာကကိုယုံကြည်မှုရှိတာတဲ့မကောင်းတာလုပ်ဖို့ရှက်တာတဲ့စ조사မှုနဲ့အောင်မြင်မှုကိုဂုဏ်ယူတတ်တာတဲ့အဲ့ဒီမာနမျိုးကကိုဘာဖြစ်စေလဲဆိုတော့တိုးတက်စေတယ်တဲ့အဲ့ဒါမျိုးကိုမှရှိလားရှိတယ်နော်ကိုနော်ဂုံယူတာကိုယုံကြည်မှုရှိတာမကောင်းတာတွေကိုမလုပ်ဘဲကောင်းတာလုပ်ဖို့ရန်အတွက်ကိုပြင်ဆင်တတ်တဲ့မာနမျိုးကိုပြောချင်တာအဲ့ဒါကလူတစ်ယောက်ကိုတိုးတက်စေတယ်နောက်အဖြတ်သဘောဆောင်တဲ့မာနကြတော့တဲ့ငါသာအတိငါသာအမှန်သူတစ်ပါးကိုနှိမ်တတ်တာအမားကိုဝန်မခံတာအကြံပေးတာကိုလက်မခံတာခေါင်းမာတာပြီးတော့ပတ်ဝန်းကျင်နဲ့တဟဇာတာမဖြစ်ဘူးအဲ့လိုလူမျိုးတွေဟာတဲ့ကိုလန်းကိုပိတ်တာနဲ့တူတယ်ကဘာပေါ်မှာတဲ့ဘယ်တော့မှမမားတဲ့လူရှိတယ်တဲ့အဲ့ဒါဘာလဲဆိုတော့အမျိုးသမီးတွေပဲတဲ့သူတို့မှမားတယ်ဆိုတာမရှိသူတို့ကသာအနိုင်ပေးလိုက်သူတို့ဘာပြောမှန်တယ်လို့သာလုပ်လိုက်အမေသူတို့တွေကသဘောကျတယ်အဲ့တော့သူလည်းမာနာကြည့်တာအမြဲတမ်းငါမှန်တယ်အမြဲတမ်းငါကနော်မမှားဘူးဆိုတဲ့လူတွေဟာအနုလက္ခဏာဆောင်တဲ့မာနာဖြစ်တယ်လို့ဒီ psychology အရာနော်စိတ်ပညာအရာဖော်ပြတာတွေ့ရတယ်ဒါကြောင့်မလို့ဒီမှာရှိတဲ့ညီကောင်မောင်တို့မာနမှာကောင်းတဲ့မာနရှိလားရှိတယ်
အဖြတ်သဘောဆောင်တဲ့မာနရောရှိလားရှိတယ်တော့ပြန်ပြီးထပ်ပြီးတော့စဉ်းစားလိုက်တဲ့အခါမှာလေမာနမှာအတန်းစား၃မျိုးရှိတယ်ပထမအတန်းစားကဘာလဲဆိုတော့သူများထက်တာလွန်တယ်လို့ထင်တဲ့အတန်းစားအဲ့ဒီမာနရှိတဲ့သူတွေကတဲ့ဘာမဆိုငါကသူ့ထက်တာတယ်အဲလိုပေါ့ဘဝင်ယူပေါ့ငါကသူ့ထက်တော်တယ်အမြဲတမ်းအဲ့လိုမျိုးကိုလေဟိုသူများထက်တာတယ်လို့စဉ်းစားတဲ့အဲ့ဒီစိတ်မျိုးကဘာမာနလဲဆိုတော့သူများထက်တာလွန်တယ်လို့ထင်တဲ့မာနမျိုးဖြစ်တယ်ဒါဘာနော်ကျွန်တော်တို့ဘယ်လိုခေါင်းစဉ်လဲတာလွန်မာနလို့နောက်မာနတစ်ခုကဆိုတော့ဒန်းတူလို့ထင်တဲ့မာနသူလည်းဘာမှမထူပါဘူးငါလိုပါပဲနော်တခါလေစားရင်ကိုကရှုံးနေရင်တော့ငါလိုရှုံးနေသူတွေအများကြီးပါပဲဆိုတာပါသေးတယ်နော်ကိုကမတော်ရင်တော့ငါလိုမတော်တဲ့သူတွေအများကြီးပဲဆိုတာပါသေးတယ်အဲ့ဒါကသူလဲငါလိုပါပဲဆိုတော့တန်းတူစဉ်းစားတဲ့မာနဘာမာနလဲတန်းတူမာနနှစ်ခုရှိပြီနော်မာနကိုကျွန်တော်တို့ကခွဲချမ်းစိတ်ဖြာတဲ့အခါမှာအဲ့လိုတန်းတူမာနရှိတဲ့သူတွေကတဲ့သူတစ်ပါးအပေါ်မှာလေးစားမှုလုံးဝမရှိဘူးနော်ဂုံတုဂုံပြိုင်လှုပ်ချင်တဲ့သဘောရှိတတ်တဲ့သူတွေဖြစ်တယ်တဲ့နော်ဟိုပထမတစ်ခုကကြတော့တာလွန်မာနကြတော့ဘဝင်ယူနော်ဘဝင်ယူတန်းတူမာနကြတော့ဗာလဲဂုံတုဂုံပြိုင်တာနောက်မာနတစ်ခုကကြတော့နှိမ့်ချမာနတဲ့မာနရဲမှာတော့မှနှိမ့်ချမာနဆိုဘယ်လိုမျိုးလဲဆိုတော့သူ့ကိုယ်သူတော့လေကိုအောက်ကြတယ်ကိုဘာမှမဟုတ်ဘူးလို့ပြောနေရင်းနဲ့ကိုနှိမ့်ချသလိုနဲ့သူကဘာလုပ်လဲဆိုတော့အားကြမခံနော်စိတ်အားငယ်သလိုနဲ့သူစိတ်ထဲမှာဘလို့ဖြစ်နေလဲဆိုကြိတ်ပြီးတော့မှလေဘယ်လိုခေါ်မလဲမနာလိုဖြစ်ပြီးတော့အားကြမခံဖြစ်နေတဲ့မာနမျိုးတဲ့ကျွန်တော်တို့ပြောနေတဲ့အရက်စကားအရဆိုဘာမာနလဲဆိုမရှိမာနပေါ့နော်ရှိလားဆိုတော့လည်းမရှိဘူးဒါပေမဲ့လည်းအဲ့ဒီမရှိတာကြီးအပေါ်မှာတော့ဘာဖြစ်နေလဲမာနကြီးပြီးတော့မှတော့အောက်ကျဒါမျိုးကိုသူကပြိုင်ဆိုင်နေတာမျိုးတွေ့ရတယ်တဲ့နော်စိတ်ပညာအရာမာန2မျိုးရှိတယ်နော်အပေါင်းလက္ခဏာဆောင်တဲ့မာနနောက်တစ်ခုကအနှုတ်လက္ခဏာဆောင်တဲ့မာနအပေါင်းလက္ခဏာဆောင်တဲ့မာနဆိုရင်ဒါလူကိုတိုးတက်စေတယ်အနှုတ်လက္ခဏာဆောင်တဲ့မာနကြတော့လူကိုပျက်စီးစေတယ်အဲ့တော့မာနကိုအလွှာပိုင်းလိုက်ရင်3ပိုင်းရှိတယ်ဘာမာနလဲတာလွန်မာနပြီးရင်ဒန်းတူမာနပြီးရင်နှိမ့်ချမာနဆိုတော့မှာငါတော့တခုခုတော့အကျုံးဝင်ပြီလို့တော့ထင်ပါပဲเนาะကျွန်တော်တို့ကတခါတလေကြာရင်မာနမရှိဘူးလို့ပြောရင်ဒါလိန်တာပဲမာနကတော့ရှိတာပေါ့ဒါပေမဲ့ဘယ်နေရာမှာသွားရှိနေတယ်လဲဆိုတာပဲမူတည်တယ်အပေါင်းလက္ခဏာမာနရှိတယ်ဆိုရင်တော့ဘာပဲပြော good လို့ပြောလို့ရသေးတယ်เนาะအဲ့တော့မာနထဲမှာတချို့တွေကဘယ်လိုခေါ်မလဲဘဝင်မြင့်နဲ့ဘဝင်ယူနေတဲ့မာနမျိုးဖြစ်နေရင်လဲတိတ်ကြည့်မကောင်းသိလားပြီးတော့တန်းတူမာနရှိနေရင်လဲသူများနဲ့အစဉ်ပြေနေမှာမဟုတ်ဘူးနှိမ့်ချမာနရှိနေရင်လဲပေါင်းရသင်းရခက်မဲ့ထဲမှာပါလိမ့်မယ်အဲ့တော့ကိုကဘယ် level ထဲမှာလဲเนาะကိုရဲ့မာနဟာတန်းတူမာနလားတာလွန်မာနလားနှိမ့်ချမာနလားဆိုတာကိုပြန်စဉ်းစားဖို့လိုတယ်ကျွန်တော်အဲ့ဒါလေးကိုဖတ်လိုက်တော့စိတ်ထဲမှာရန်သဘောကျသွားတယ်ပေါ့နော်။အော်မာနကိုများနော်လို့ဒီလိုခွဲချမ်းစိတ်ဖြာလိုက်တော့နည်းနည်းလေးပို့ပြီးတော့ရှင်းသွားသလိုပေါ့နော်။ငါမာနမရှိဘူးလို့တောင်မှမပြောရဲအောင်ကိုဖြစ်သွားတယ်။ငါကတော့မာနမကြီးပါဘူးလို့မပြောရဲအောင်ဖြစ်သွားတယ်။ဒါကြောင့်မလို့ထပ်ပြီးတော့မှကျွန်တော်ကကျမ်းစာတွေကအကြောင်းအရာတွေနဲ့ကျွန်တော်တို့စဉ်းစားတဲ့အခါမှာတုတ်တန်16အပိုင်းငယ်18မှာမာနသည်ပျက်စီးခြင်းဤအရင်ထောင်လွှားသောသဘောသည်ရှုံချခြင်းအရင်၌နေရာကျတတ်၏လို့ပြောပါတယ်မာနရှိရင်တဲ့ပျက်စီးတတ်တယ်တဲ့လူတယောက်ပျက်စီးတယ်ဆိုရင်တဲ့မပျက်စီးခင်သူဟာမာနရှိလို့ဖြစ်တယ်တဲ့အဲ့တော့ကျမ်းစာအရာကြည့်တဲ့အခါမှာမာနကိုပြောရင်ဒါက
အနှုတ်လက္ခဏာဆောင်နေတာကိုတွေ့ရတယ်မာနကြီးတာကိုလုံးဝဘုရားသခင်မကြိုက်ဘူးနှိမ်ချစေခြင်းတယ်ဆိုတာကိုတွေ့ရတယ်အဲ့တော့ခြုံငုံကြည့်လိုက်ရင်မာနကြီးတယ်ဆိုတာကလုံးဝဘုရားမကြိုက်တဲ့အရာဖြစ်ပြီးတော့နှိမ်ချတတ်ဖို့ပဲကျွန်တော်တို့ကတုံသင်ခံရတယ်ဆိုတာတွေ့ရတယ်ဒါဆိုလို့ရှိရင်နှိမ်ချတတ်အောင်သင်ခံရတယ်ဆိုကြတဲ့ကိုကကျွန်တော်တို့ရဲ့ငကိုမူလမှာဘာရှိနေတာလဲမာနရှိနေတာမာနကအလွာ၃ခုရှိတယ်ဘာမာနလဲတာလောမာနဒန်းတူမာနနှိမ်ချမာနအဲ့တော့မာနမှာအပေါင်းလက္ခဏာရှိသလိုအနှုတ်လက္ခဏာလည်းရှိတယ်ဆိုတာတွေ့ရတယ်ဒီနေရာမှာကျွန်တော်တို့ကျမ်းစာအရာမထားတဲ့မာနတွေအကြောင်းကိုကျွန်တော်ပြောချင်ပါတယ်ပထမဘာလဲဆိုရင်ဖယားနဲ့ပြန်၍ထားသောမာနအဲ့ဒါလေးပြောချင်တယ်ဖယားနဲ့ပြန်၍ထားသောမာနဘယ်တော့မှကျွန်တော်တို့ကဖယားနဲ့ပြိုင်သင့်လားဖယားသခင်တဲ့ကိုကတာတယ်လို့တော့မှတခါမှမစင်စားသင့်တဲ့အရာဖြစ်တယ်နောက်ဖယားသခင်နဲ့ငါဒန်းတူရှိတယ်ဆိုပြီးတော့မှလည်းမစင်စားသင့်ဘူးဆိုတာကိုသိဖို့လိုတယ်နောက်ပြီးတော့မှကိုကအားကြမခံနှိမ်ကြမာနငါဘာမှမဟုတ်ဘူးငါဘာမှမဟုတ်ဘူးဆိုပြီးတော့မှအဲ့ဘာမှမဟုတ်ဘူးလို့တွေးရင်းနဲ့မှနော်စိတ်ထဲမှာကြိတ်ပြီးတော့မနာလိုဖြစ်နေတဲ့စိတ်မျိုးမဖြစ်ဖို့လေလို့ဒီနေရာမှာအကောင်းဆုံးဥပမာကတော့ဟေရှာယအခန်းကြီး14အငယ်7ကနေ15ကိုဖတ်ရင်နနတ်သားမိုးတောက်ကျယ်ဆိုတဲ့လူစီဖာအကြောင်းကိုတွေ့ရတယ်လူစီဖာဆိုတဲ့အဓိပ္ပာယ်ကနနတ်သားမိုးတောက်ကျယ်နော် morning star ဖြစ်တယ်သင်ကကောင်းကင်ကနေကြပြီတဲ့ပြီးတော့မြေတိုင်အောင်ခုတ်လဲခံရပြီတဲ့သင်ကလည်းတဲ့ကောင်းကင်ပေါ်သို့ငါတက်မည်ဖျားသခင်ကျယ်တို့ပေါ်မှာငါပလင်ကိုငါချီးမြှောက်မည်မြောက်မျက်နာဘက်ဗျာဒိတ်တော်တောင်ပေါ်မှာငါထိုင်မည်သို့တော်လည်းသင်ဒီမရဏနိုင်ငံသင်ချိုင်းတွင်သို့နှိမ့်ချခြင်းကိုခံရလေပြီလို့ပြောတယ်အဲ့တော့ဒီမှာနနသားမိုးတောက်ကျယ်ကဘလို့မာနရှိတာလဲဖယားနဲ့ပြိုင်တဲ့မာနတနည်းအားဖြင့်ပြောရရင်သူကဖယားသခင်ထက်သာတယ်လို့သူ့ကိုယ်သူမြင်တယ်ဒီနေ့ကဘာပေါ်မှာလူသားတွေမှာလည်းအဲ့ဒီမာနရှိတယ်ဖယားနဲ့မပြိုင်သင့်ဘဲနဲ့ပြိုင်တဲ့မာနမျိုးဖယားနဲ့နှိုင်းပြီးတော့မှကိုထင်မြင်တဲ့မာနမျိုးကြောက်ဖို့အရန်ကောင်းတယ်နော်ကျွန်တော်တို့ကိုဘုရားခင်သူ့ရဲ့တဒံတော်နဲ့အညီဖန်ဆင်းတယ်ဖန်ဆင်းလို့ကျွန်တော်တို့ဟာဖယားနဲ့တူလားလို့မင်းတူတယ်ဒါပေမဲ့ကျွန်တော်ကဖယားမဟုတ်ကျွန်တော်တို့ဟာအနာရောဂါငြိမ်းခြင်းနတ်ဆိုးနှင်ခြင်းတွေကိုယေရှုခရစ်တော်ရဲ့နာမနဲ့ကျွန်တော်လုပ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဟာယေရှုဖြစ်မလားဖြစ်မှာလည်းမဟုတ်ဘူးဟာကျွန်တော်တို့လုပ်နိုင်တယ်ဒီလိုနဲ့ဆိုနှင်နိုင်တယ်နာယောဂါကိုငြိမ်းစေနိုင်တယ်ဆိုတော့ဖယားအသုံးပြုခြင်းပေါ်မှာမှန်တက်ပြီးတော့မှကိုယ့်ရဲ့အသက်တာမှာဖယားသခင်ထဲသားလုံးနဲ့သို့မဟုတ်ဖယားနဲ့တန်တူရှိရဲဆိုပြီးတော့အတွေးဝင်လာရင်အင်မတန်ကြောက်စရာကောင်းတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘယ်တော့မှနော်နှိုင်းရှင်ပြီးမာနမထားသင့်တဲ့သူကဘာတူလဲဖယားဘယ်တော့မှဖယားရှေ့မှာလာတဲ့အခါမာနမထားနဲ့ဖယားရဲ့ဘုန်းနဲ့မပြိုင်နဲ့ဖယားရဲ့ဘုန်းကိုကြော်ပြီးမတွေးနဲ့ဖယားသခင်ကဲ့သို့လုံနိုင်တယ်လို့မစင်စားနဲ့ယေရှုကဲ့ငါတူနေပြီလို့လည်းဘယ်တော့မှမတွေးနဲ့ဘယ်တော့မှတူမှာမဟုတ်ဘူးကျွန်တော်တို့ဟာအဲဒီလိုမာနမျိုးနဲ့ဖယားကိုပြိုင်လို့မရကျွန်တော်တို့မပြိုင်သင့်တဲ့ထဲမှာမထားသင့်တဲ့မာနကဖယားနဲ့ပြိုင်ပြီးတော့မာနမထားသင့်နံပါတ်1ဒုတိယတစ်ချက်ကမိဘနဲ့ပြန်၍ထားသောမာနကျွန်တော်တို့ရဲ့ဘဝမှာဘယ်တော့မှမပြိုင်သင့်တဲ့နောက်တစ်ယောက်ကဘယ်တော့မှမာနထားပြီးမဆက်ဆံသင့်တဲ့နောက်တစ်မျိုးကမိဘတွေဖြစ်တယ်မိဘတွေကကိုယ့်လောက်ပညာတက်ချင်မှတက်မယ်သိလားမိဘတွေကကိုယ့်လောက်ချမ်းသာခြင်းမှချမ်းသာမယ်ဒါပေမဲ့ဘယ်တော့မှမိဘတွေနဲ့ရှင်ပြီအဖေကဘယ်လောက်တက်လို့လဲလို့အဖေကနော်ဘယ်လောက်တော်လို့လဲလို့ကျွန်တော်လောက်ပတ်စံရှာနိုင်လို့လားလို့ဘယ်တော့မှနှိုင်းရှင်ပြီးမပြောရဘူးဆိုတာကိုသိဖို့လိုတယ်ကျမ်းစာမှာမိဘကိုယိုသေးစွာပြုလို့ပဲပါတာမိဘနဲ့နှိုင်းရှင်ပြီးမာနမထားရအောင်
တခါလေကလေးတွေကကိုယ့်ထက်တက်လာကြတယ်တော်လာကြတယ်အခုသားတို့သမီးတို့ဆိုရင်ပညာရှာတဲ့အခါကိုယ့်ထက်တော်ကြတယ်ကိုယ့်ထက်တက်တယ်ကိုယ်တော်ငါထက်တာလွန်ကောင်းမွန်တဲ့ပညာရေးကိုစီးပူးရတယ်အဖေကငါ့လောက်မတက်ပါဘူးအမေကငါ့လောက်မတက်ပါဘူးမမိုးကအင်္ဂလိပ်လိုရလို့လားပပပြောတတ်လို့လားဆိုတာမျိုးတွေပြောလာကြတယ်ဘယ်တော့မှမိဘနဲ့ပြန်၍မာနမထားရဘူးဆိုတာကိုဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး15မှာဘု து အကြောင်းနဲ့ပြောချင်လဲဆိုတော့အဘရှလုံအကြောင်းနဲ့ပြောချင်တယ်အဘရှလုံကလေတိတ်လှတာတဲ့တိတ်တော်တယ်ညံကောင်းတယ်အဘရှလုံနော်ဒါပေမဲ့ तू ကဘသူနဲ့ပြိုင်ပြီးတော့မာနထားလဲဆိုရင်အဖေဒါဝိမင်းကြီးနဲ့ပြိုင်ပြီးမာနထားတယ်အဲ့တော့အပိုက်ငယ်3နဲ့4ကိုကျွန်တော်ဖတ်ချင်တယ်အဘရှလုံကတင်းမှုသည်ဟုတ်မှန်လျောက်ပတ်ပေ၏သို့တော်လည်းတင်းမှုကိုရှင်ဘုရင်မှစ၍အဘယ်သူမျှနားမထောင်ဟုပြောဆိုတတ်၏တဖန်တုံငါသည်ဤပြည်၌တရားစီရင်သောမင်းဖြစ်ပါစေသောတို့ဖြစ်လျင်တရားမှုကိုရှိသောအမှုသည်အပေါင်းတို့သည်ငါထံသို့လာ၍ငါသည်တရားသဖြင့်စီရင်မည်ဟုဆိုတတ်၏တဲ့သူကအဘရှလုံကအမှုရေးရာရှိလို့ဘယင်စီလာတဲ့သူတွေကိုသူကနန်းတော်မှာစီးတားပြီးတော့မှဗာပြောလဲဆိုတော့မင်းကိစ္စရှင်ဘရင်ကစီရင်ပေးမှာမဟုတ်ဘူးမတက်နိုင်ဘူးငါသာဘရင်ဖြစ်ကြည့်မင်းတို့ကိစ္စတွေကိုငါစီရင်ပေးမယ်လို့ပြီးတော့သူကလူတွေရဲ့စိတ်ကိုဘာလုပ်လဲဆိုတော့ခိုးယူတယ်သူ့အဖေကိုအပုတ်ချတယ်ငါအဖေမင်းတို့ကိစ္စတွေကိုစီရင်ပေးမှာငါသာဆိုစီရင်ပေးမယ်ဆိုတော့မှသူကအဖေထက်သာတယ်အဖေထက်လုံနိုင်တယ်ဆိုတဲ့မာနမျိုးနဲ့အဖေကိုကြောတာလေဒါဝိမင်းကြီးကရှင်းရှင်းပြောရရင်ဖျားပိတ်သိရှိတဲ့သူဖျားပိတ်သိရှိတဲ့ဒီဒါဝိကိုဘာရှလုံလိုမျိုးသားတယောက်ကယိုသေးတဲ့တယ်လေဒါပေမဲ့မပြိုင်အပ်ဖဲမာနနဲ့ရှင်ပြိုင်တဲ့အခါမှာနောက်ဆုံးအဘရှလုံဘာဖြစ်လဲဆိုတော့နန်းတော်လူပြီးတော့ဒါဝိမင်းကြီးတော်မှာတခါတည်းတုတ်တီးတုတ်ပြာနဲ့ထွက်ပြေးရတယ်သူကနန်းတော်မှာတက်ပြီးဘယင်လုပ်တယ်သို့တော်နောက်ဆုံးမှာယွာဘလက်ချက်နဲ့ဘာရှလုံလဲသေတာပဲခေါင်းဖြတ်ပြီးသေသွားတာပဲအဲ့တော့မကောင်းဘူးနော်မိဘတွေနဲ့ပြန်၍ဘာမလုပ်ရဘူးလဲမာနမထားရဘူးတဲ့နောက်ပြီးတော့နောက်တစ်ခုကဆိုရင်ဘာလဲဆိုတော့ဆရာနဲ့ပြန်၍ထားသောမာနကဲတချို့တွေကတော့တပည့်ခံတာတပည့်ခံတယ်သာပြောတာဆရာကိုခြေထိုးတဲ့တပည့်တွေကအများကြီးနော်တက်သွားပြီဆိုလို့ရှိရင်ဆရာထက်နော်တက်သွားပြီလို့စိတ်ထင်ပြီဆိုရင်ဆရာတွေကိုပြန်ခံပြီးတော့မှအာခံတဲ့တပည့်တွေလည်းရှိတယ်နော်ဆရာကိုအာခံရင်ဘာဖြစ်တတ်လဲအာကောင်လန်စူးတယ်ဆိုတာလေကျွန်တော်တို့ငယ်ငယ်ကလေးကသင်ရတာပဲနော်ငါ့ကိုဘယ်သူမှသင်ပေးတာမဟုတ်ဘူးဆိုတာပါသေးတယ်ချို့တွေကလေငါ့ကိုဘယ်သူမှသင်ပေးတာမဟုတ်ဘူးတဲ့အဲ့တော့အာကောင်လန်စူးတာပေါ့ကျွန်တော်တို့ကတစုံတယောက်မသင်ပေးဘဲနဲ့တက်တာဘယ်မှာရှိလို့လဲ credit ပေးတတ်ဖို့လိုတယ်အဲ့တော့ဆရာနဲ့ပြန်၍ထားသောမာနဆိုတာကျွန်တော်တို့ကသင်လို့မရတော့နော်ဆရာတွေကပြောပြရလဲနားမထောင်တော့ဘူးငါသိငါတက်ဆိုတဲ့ဟာမျိုးဖြစ်လာတာလာမပြောနဲ့ဒါမျိုးတွေကျွန်တော်တို့ငယ်တော့ဖြစ်ဘူးတယ်နော်ကျွန်တော်တို့မှလည်းရှိခဲ့တယ်ဒီနေရာမှာကျွန်တော်ယောဟန်ခန်းကြီး6ငယ်68ကအကြောင်းလေးကိုပြောခြင်းတယ်ရှီမုန်ပေတရုကသခင်အကျွန်ုပ်တို့သည်အဘယ်တူထံသို့သွားရမည်နည်းထာဝရသက်နှင့်ရှင်သောစကားသည်ကိုယ်တော်၌တည်ပါ၏ယေရှုကပြောတယ်ငါ့ကိုသူများဖမ်းတော့မယ်ငါအသွေးကိုမတော့ငါအသားကိုမစားတဲ့သူကငါနဲ့မဆိုင်ဘူးလို့ပြောတယ်အဲ့တော့တပည့်တော်တွေယေရှုနောက်လိုက်တဲ့တပည့်တော်အများကြီးကဟာဘာတွေသင်နေလဲမသိဘူးမခံယူနိုင်ဘူးဆိုပြီးတော့မှထွက်ပြေးသွားကြတယ်ယေရှုကိုထားခဲ့ကြတယ်အဲ့တော့သခင်ယေရှုကတပည့်တော်12ယောက်ကြံတော့မင်းတို့လည်းတဲ့သွားခြင်းသွားလို့ရတယ်နော်တဲ့မခံယူနိုင်ဘူးဆိုရင်တဲ့အဲ့မှာပေတရုကဘာပြောလဲထာဝရအသက်နဲ့ရှင်သောအရာကိုရောစီမှာပဲရှိတယ်တဲ့ကျွန်တော်တို့ကဘယ်ကိုသွားရမှာလဲအဲ့တော့သခင်ယေရှုစီကိုသခင်ယေရှုသူကစွန့်ပစ်မသွားဘူးဆိုတာတွေ့ရတယ်တော့လောကမှာတော့ဆရာသမားတွေပြောတတ်တဲ့စကားရှိတယ်ငါတို့တွေကတဲ့ဖျားမှာတည်တဲ့အခါညမ်းလိုပဲတဲ့ဖျားပြီးညမ်းဖြတ်တဲ့မင်းတို့တွေပညာတက်သွားရင်ငါတို့တွေကမလိုတော့ဘူးဆိုတဲ့အခြေအနေမျိုးလို့ဒီလိုပြောတတ်ကြတယ်
ဒီမှာကျွန်တော်တို့သခင်ယေရှုနဲ့ပတ်သက်လာရင်နော်သခင်ယေရှုဟာတပည့်တော်12ယောက်အတွက်တော့ဆရာသမားလည်းဟုတ်တယ်လေနော်သူတို့ရဲ့ခေါင်းဆောင်လည်းဟုတ်တယ်သင်ပေးနေတာပဲဒါပေမဲ့တပည့်တွေရဲ့သဘာဝကတက်သွားရင်ဘာလုပ်လဲထွက်သွားကြတယ်အာခံကြတယ်အဲ့ဒါမာနတစ်မျိုးဖြစ်တယ်တဲ့နော်ကိုယ့်ကိုသင်ပေးခဲ့ဘူးတယ်ဆိုရင်အမြဲတမ်းအဲ့ဒီဆရာသမားကိုအတိမတ်ပြုဖို့လိုတယ်ဒါကြောင့်မလို့ဆရာနဲ့ပြန်၍ဘာမလုပ်အောင်လဲမာနမထားဆရာတဲ့ကတာတယ်လို့လည်းမစင်စားရအောင်ဆရာနဲ့ဒန်းတူလို့လည်းမစင်စားရအောင်နော်နှိမ့်ချမာနဆိုပြီးတော့လေကာယတွေ့ရခက်တဲ့အခြေအနေမျိုးလည်းမဖြစ်ရအောင်အဲ့ဒါတစ်ခုနောက်တစ်ခုကဘာလဲဆွေမျိုးနဲ့ပြန်၍ထားသောမာနကျွန်တော်မထားအပ်သောသူတွေထဲမှာလေကျွန်တော်ရဲ့ဆွေမျိုးပေါက်ဖော်တွေနဲ့ရှင်ပြီးမှမာနမထားတဲ့ညီကိုမောင်နှမအချင်းချင်းမာနမထားတဲ့ကျွန်တော်တို့ဆွေမျိုးတွေနဲ့ပတ်သက်ပြီးမာနမထားတဲ့အဲ့လိုပြောတော့ဆွေမျိုးဆိုတာကျွန်တော်ပမာစကားစီတစ်ခုကဖိတ်ချင်းဖိတ်ကိုအိတ်ထဲဖိတ်ဆိုတာရှိရလေကိုဆွေမျိုးကိုသားချင်းနေပဲကိုကတော့ရစေချင်တာဆိုတာဒါကလူတိုင်းမှာရှိတယ်နော်မျိုးအမျိုးကိုချစ်တာပေါ့မျိုးချစ်တယ်ပေါ့နော်အဲ့လိုမျိုးစိတ်ရှိကြတယ်ဒီနေရာမှာကျွန်တော်ဘသူ့ကိုဥပမာပေးခြင်းလဲဆိုကပ္ပဦးကျမ်းခန်းကြီး45ထဲကယောသက်အကြောင်းကိုကျွန်တော်ကဥပမာပေးခြင်းတယ်ယောသက်ကမာနကြီးလားလို့မေးရင်ယောသက်ကမာနမကြီးဘူးတကယ်တမ်းစိတ်နာစရာကောင်းတဲ့အရာတွေသူ့မှာရှိတယ်သူ့အကိုတွေကသူ့ကိုရောင်းစားတယ်တပြား30နဲ့အဂုတ်တူကိုရောက်သွားတယ်သူ့ကိုဒုက္ခပေးတယ်ပေါ်တီဖာမယားလည်းရှိတယ်သူ့ကိုမေ့လျော့တဲ့နော်စတော်ကဲတွေဖလားတော်ဝန်တွေရှိတယ်ဒါပေမဲ့နောက်ဆုံးမှသူကသူများထက်ထိတ်ဆုံးကိုရောက်တော့အစာရည်စာခေါင်းပါရာကာလရောက်လာတော့သူ့ရဲ့ဆွေမျိုးတွေအဲ့ဒီခေတ်တုန်းကယောသက်မှာဆွေမျိုးအယောက်80အိမ်တော်80လားလူဦးရေ80လားမရှိတယ်လို့ပြောတယ်အဲ့တော့ဒီမှာစားနပ်ရိက္ခာလာရှာတော့သူ့ရဲ့ညီကိုတွေမှသူသိတယ်နော်ဘယ်တော့စကားပြန်နဲ့စကားပြောတာသူရဲ့ညီကိုတွေဆိုတာသူသိတယ်နောက်ဆုံးသူကမျိုးသူ့ညီကိုတွေးကျင်လို့ဗင်ယာမိန်ကိုခေါ်ဖို့သူ့အဖေကိုခေါ်ဖို့ဒါမျိုးတွေလုပ်ပြီးတော့ခါနောက်ဆုံးဟန်မဆောင်နိုင်တော့ငိုပြီးတော့မှတခါတည်းကျွန်တော်ပါအကိုတို့ရေအကိုတို့ကြောင်းစားလိုက်တဲ့ညီပါလို့ပြောတယ်ဟိုကောင်ကြီးကလန့်ဟန်ကာတို့တော့လက်စားချေတော့မှာပဲအဲ့မှာသူပြောတဲ့စကားလေးကဘာလဲဆိုတော့အငယ်9မှာအခန်းကြီးကပ္ပဦး45အငယ်9မှာဘုရားခင်သည်သင်တို့ကိုမြေကြီးပေါ်မှာကြံကျွင်းစေခြင်းက၎င်းကြီးစွာသောကယ်တင်ခြင်းဖြင့်သင်တို့အသက်ကိုချမ်းသာစေခြင်းက၎င်းသင်တို့ရှေ့မှာအကျွန်ုပ်ကိုစေလွတ်တော်မူပြီတဲ့မာနရှိလားမရှိဘူးစိတ်မပူကြနဲ့တဲ့နော်ဂုံကြီးတယ်ဆိုပြီးတော့မှသူတစ်ပါးကိုနှိမ်ချဖို့သူတစ်ပါးကိုခြေဖြတ်ဖို့ဘယ်တော့မှသူမစင်စားဘူးသူယာရုရှိတယ်ဆိုပြီးတော့မှသူများကိုသူဖျက်ဆီးဖို့ရန်အတွက်သူဘယ်တော့မှမတွေ့ဘူး။ဘာပြောလဲဖယားကတဲ့ညီကိုတွေခမည်းတော်ကိုကယ်ဖို့လူသားတွေဒုက္ခရောက်နေသူတွေကယ်ဖို့ကျွန်တော်ကိုအရင်ဦးဆုံးဒီနေရာကိုရောက်အောင်ပို့လိုက်တာဖယားပဲလို့သူပြောတယ်ဟာလေလုယာအဲ့တော့ကြောင့်မလို့ကိုကလေဂုံရှိလာရင်ကြွယ်ဝလာရင်ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေပေါ်မှာမောက်မာပြီးတော့မှနှိမ်ချပြီးတော့မှဖိနှိပ်ဖို့မစင်စားပါနဲ့ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေကောင်းစားဖို့ရန်ဖခင်ကကိုယ့်ကိုဒီနေရာထိပို့ခဲ့တာဖြစ်တယ်ဆိုတာသိပြီးတော့ကျွန်တော်တို့ကဘာလုပ်ပေးရမလဲစောင့်လီမျိုးနွယ်ဆိုတဲ့စကားเนาะသားသမီးဝတ်၅ပါးထဲမှာစောင့်လီမျိုးနွယ်အမျိုးနွယ်ကိုစောင့်ရှောက်ဖို့လိုတယ်တဲ့ဒါကြောင့်မလို့မပြိုင်သင့်တဲ့မာနဘယ်သူနေနဲ့လဲဆွေမျိုးတွေနဲ့ညီကိုမောင်နှမတွေနဲ့နောက်တစ်ခုကဘာလဲဆိုတော့မိတ်ဆွေနဲ့ပြန်၍ထားသောမာနတငယ်ချင်းတွေရှိကြတယ်မေးတချို့တွေကတငယ်ချင်းတွေနော်ချစ်ကြတယ်ဒါပေမဲ့နောက်ဆုံးမှာမာနတွေကြောင့်မခေါ်ကြတာတွေရှိတယ်ဒါကြောင့်မလို့မိတ်ဆွေနဲ့ပြန်၍မာနမထားသင့်ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေကောင်းတွေကိုမာနမထားပါနဲ့မိတ်ဆွေတွေအပေါ်မှာမာနထားပြီးတော့မောက်မာရင်ပျက်စီးတတ်ပါတယ်လို့ကျွန်တော်ကပြောချင်တယ်ဒီနေရာမှာကျွန်တော်ဘသူ့ကိုဥပမာပေးချင်လဲဆိုတော့
ဒါဝိဒ်နဲ့ယောနသန်အကြောင်းကိုဥပမာပေးခြင်းနဲ့ဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး18အပိုင်ငယ်1မှာထို့သို့လျှောက်ပြီးသည့်နောက်ရှောလူ၏သားယောနသန်စိတ်နှလုံးသည်ဒါဝိဒ်စိတ်နှလုံးနှင့်ဆွဲကပ်လျက်ရှိ၍ဒါဝိဒ်ကိုနှင့်အမျှချစ်လေ၏ဒါဝိဒ်နဲ့ယောနသန်ကအရန်ချစ်ကြတယ်နော်ဒါပေမဲ့ရှောလူဘုရင်ကဒါဝိဒ်ကိုမချစ်ဘူးဒါဝိဒ်ကိုလူအများကထောက်ခံနေကြတာမို့လို့သူ့သားယောနသန်ရဲ့ယာဇပလင်လူသွားမှာသူတိတ်ကြောက်တယ်ဒါကြောင့်ဒါဝိဒ်ကိုအပြက်ရှင်းဖို့ရန်တတ်ဖို့ရန်အတွက်အကြိမ်ကြိမ်ကြိုးစားတယ်ဒါပေမဲ့ယောနသန်ကျတော့အဲ့လိုမဟုတ်ဒါဝိဒ်ကိုတဲ့ချစ်တယ်တဲ့ချစ်တဲ့အတွက်ကြောင့်မလို့ဒါဝိဒ်ဟာသူ့နေရာမှာဘုရင်ဖြစ်ခဲ့မယ်ဆိုရင်တော့လိုလားလားပေးဖို့စံတာရှိတယ်ပြိုင်လားမပြိုင်ဘူးသူများကိုနစ်နာဆုံးရှုံးအောင်ကြံလားမကြံဘူးမာနကြီးတဲ့သူတွေကနော်ငါသာအတော်ဆုံးဆိုပြီးတော့သူများကိုလေဖိနှိပ်ချုပ်ချေမွတ်တတ်တဲ့အကျင့်ရှိတယ်မာနရှိတဲ့သူကနော်ဂုံတုဂုံပြိုင်တိတ်လုတ်တယ်သူတစ်ခုငါတစ်ခုသူကဘာလဲငါဘာလဲတအားလုတ်တယ်အဲ့ဒါမာနပဲဒါဝိဒ်နဲ့ယောနသန်မှာအဲ့ဒီမာနမရှိဘူးဒါကြောင့်ဒါဝိဒ်ဟာဖယားသခင်ရဲ့ဗိတ်သိက်ရှိတဲ့သူဖြစ်လျက်ယောနသန်ရဲ့မာနကင်းသောပံ့ပိုးမှုကြောင့်ဒါဝိဒ်ဟာရှင်ဘုရင်ဖြစ်ရောက်လာတယ်ဆိုတာတွေ့ရတယ်ယောနသန်ကအရန်နော်ဘုရင်သားဖြစ်ပေမဲ့လုံးဝမမာနမရှိတဲ့သူဖြစ်တယ်ဆိုတာတွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့တငယ်ချင်းတွေပေါ်မှာလေကောင်းစားရင်သူတို့ကောင်းစားရင်ဝမ်းမြောက်ပေးပါသူတို့ကောင်းစားဖို့ရန်ပံ့ပိုးပေးပါကိုယ့်ထက်တော်နေရင်ချီးမြှောက်ပေးလိုက်ပါအဲ့ဒါအကောင်းဆုံးပဲเนาะတကယ်ချင်းတွေမိတ်ဆွေတွေကိုကျွန်တော်တို့ဖိနှိပ်နင်းချေပြီးတော့မှเนาะကာစီနဲ့မာနကြီးနေရင်နောက်ဆုံးကိုဘွားပဲပျက်စီးလိမ့်မယ်ပြိုင်ဆိုင်နေရတာပင်ပန်းနဲ့ကိုကြောသွားမှကြောက်လို့လောက်ကင်နေရတာစိတ်ပင်ပန်းနဲ့မာနကြီးတဲ့သူတွေကြည့်လိုက်လုံးဝကနာမငြိမ်နောက်ဆုံးသူစိတ်ယောဂဖြစ်နိုင်တယ်သိလားเนาะနောက်ဆုံးတစ်ခုကတော့မာနကိုကျွန်တော်ဘယ်လိုကင်တွယ်မလဲကျွန်တော်ခုနပြောသွားတဲ့မာနတွေမှတ်မိလားဘာမာနတွေလဲဖျားနဲ့ပြန်၍ထားသောမာနမိဘနဲ့ပြန်၍ထားသောမာနဆရာနဲ့ပြန်၍ထားသောမာနဆွေမျိုးနဲ့ပြန်၍ထားသောမာနမိတ်ဆွေနဲ့ပြန်၍ထားသောမာနအဲ့တော့မာနကျွန်တော်တို့မှာရှိလားရှိတယ်မာနကအဆင့်တန်း၃မျိုးနဲ့နေတယ်ဘယ်လိုအဆင့်တန်းနေလဲဗါလဲတာလောမာနဒန္တုမာနနှိမ့်ချမာနဘဝင်ယူတွေတို့ဂုံတုဂုံပြိုင်တွေတို့เนาะကျွန်တော်မလုပ်တတ်ဘူးဆိုတော့မဟုတ်ပါလဲကျွန်တော်တို့ကပါလဲဟိုဘာဟောလဲမရှိမာနတွေလည်းရှိကြတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါလေးအားလုံးကိုပြန်လည်သုံးသပ်တဲ့အခါမှာဘယ်နေရာမှာမာနကင်းတယ်လဲဆိုတာကိုကျွန်တော်ရှာကြည့်တယ်တစ်ကောခန်းကြီး73အပိုင်ငယ်4မှာမေတ္တာသည်စိတ်ရှည်တတ်၏ကျေးဇူးပြုတတ်၏မေတ္တာသည်ဂုဏ်ပြိုင်ခြင်းမရှိဝါကြွားခြင်းမရှိမမာနမရှိကဲရှာတွေ့သွားပြီမာနကင်းသောနေရာပဲနေရာလဲမေတ္တာလူတယောက်ကိုချစ်တဲ့အခါမှာလေမမာနမရှိတော့ဂုဏ်ပြိုင်ခြင်းလည်းမရှိတော့ဂုဏ်ပြိုင်နေဆိုတာမာနထဲမှာပါတယ်တင်နော်ခုနပြောပြီးပြီနော်ဂုဏ်ပြိုင်နေဆိုတာမာနထဲမှာပါတယ်အဲ့တော့မေတ္တာရှိသွားတဲ့အခါမှာကိုချစ်တဲ့သူကိုမိတ်ဆွေပဲဖြစ်ဖြစ်ကိုရဲ့နော်ခင်မွန်းတဲ့ဇနီးတဲ့အပေါ်မှာပဲဖြစ်ဖြစ်ကိုရဲ့လှုပ်ဖော်ဆောင်ဘက်အပေါ်မှာပဲဖြစ်ဖြစ်နော်ဆွေမျိုးတွေပေါ်မှာပဲချစ်တဲ့အခါမှာမာနမရှိတော့အဲ့တော့မာနမရှိအောင်မာနမထားဘဲနဲ့နှိမ်ချတတ်အောင်ဘာပဲလို့လဲဆိုတော့ဘာလဲမေတ္တာလို့တယ်ဟာလေလုယာအဲ့တော့တငယ်ချင်းတွေမိတ်ဆွေတွေမင်းကငါတကယ်ချစ်တယ်နော်လို့အဲ့လိုမျိုးပြောလိုက်တာနဲ့ချစ်လိုက်တာနဲ့တာတယ်နာတယ်ဆိုတာမရှိတော့အဲ့ဒါမာနကင်းသွားတယ်ဒါကြောင့်မာနကိုမေတ္တာနဲ့ဘာလုပ်ရမလဲဖယ်ရမယ်မေတ္တာရှိရင်ဘာမရှိဘူးလဲမာနမရှိမေတ္တာရှိသွားရင်သူဟာတမာတရိကတ်သွားပြီးတော့မှနှိမ်ချတတ်သွားတယ်ဟာလေလုယာ
ဒီနေ့ကျွန်တော်ဒီအကြောင်းအရာလေးကိုဆင်ခြင်တဲ့အခါမှာမေတ္တာရဲ့သဘောတဘာဝတွေကိုခွဲခြမ်းစိတ်ဖြာsorry မာနရဲ့သဘောတဘာဝတွေခွဲခြမ်းစိတ်ဖြာလိုက်တော့ကျွန်တော်တို့ကမာနမကြည့်ဘူးမာနဆိုတာမကောင်းဘူးဆိုပြီးတော့မှကျွန်တော်ပြောနေတတ်တဲ့အဲမှာတိတ်ခါရှိတဲ့မကောင်းတာကိုလောက်တာကိုရှက်တတ်တဲ့ကိုစ조사အားထုတ်ပြီးရလာတဲ့ကောင်းကျိုးတွေအတွက်ဂုံယူတတ်တဲ့မာနတော့ရှိပါတယ်ကျွန်တော်မှလည်းရှိပါတယ်เนาะကိုလောက်တာလေးတွေအကျိုးဖြစ်ထွန်းလာတွေ့ရင်ဂုံယူနေတာเนาะကိုယုံကြည်မှုကတော့ကို့မှာရှိတာပဲအဲ့ဒါကိုကျွန်တော်တို့ကမကောင်းဘူးလို့တော့မပြောနဲ့เนาะကိုလောက်တဲ့အရာကိုကိုကဂုံယူပြီးဟာခါရဲကိုယ့်ရဲ့စ조사အားထုတ်မှုရဲ့ရလတ်အပေါ်မှာဟိုဂုံယူနေတတ်တဲ့အဲ့ဒါကိုအဲ့ဒီမာနမျိုးမကောင်းဘူးလို့မပြောနဲ့အဲ့လိုမျိုးကျွန်တော်တို့ကကိုယုံကြည်မှုရှိပြီးတော့ဂုံယူတတ်တဲ့စိတ်ရှိမှပဲကျွန်တော်တို့ကတိုးတက်မှုကိုဆိုတာရလာမှာဒါတွေအားလုံးဟာသူတစ်ပါးကိုဖျက်လို့ဖျက်ဆီးဖြစ်စေတာမျိုးမဟုတ်ဘူးဆိုရင်မေတ္တာနဲ့တွဲလို့ရတယ်အာမင်ဒီနေ့နှုတ်ကပတ်တော်အပြင်အရောက်တိုင်းပေါ်မှာဖျားသခင်ကောင်းကြီးပေးပါစေမာနနဲ့ကင်းပြီးတော့မှဖခင်ရဲ့အလိုတော်နဲ့အညီအသက်ရှင်နိုင်ကြပါစေ